တခါကမေသူဆိုတဲ့မိန်းကလေးဟာတစ်ပင်ရဲ့ကောင်းကောင်းအောင်မှာအနားယူနေပြီးသူ့ရဲ့နွားမလေးကတော့တိုးဆက်မှာမြက်တွေကိုတမြုပ်မြုပ်နဲ့စားနေခဲ့ပါတယ်။မေသူဟာနွားကြောင်ဖို့အတွက်ဒီတိုးတွေကိုနေတိုင်းလိုလာနေကြပေါ့။ဒါကသူ့ပုံမှန်အလုပ်ပါပဲ။ဒီလိုပဲအေးစစ်စစ်ရှိနေတော့မှာပဲ။ထူးဆန်းတဲ့ငှက်တကောင်ဟာကောင်းငင်ကနေပြန်ဝဲလာပြီးတော့နွားမလေးရဲ့ရှိတက်မှာလာနားနေပါတော့တယ်။အဲ့ဒီငှက်ရဲ့မျက်လုံးတွေကကြောက်စရာကောင်းလောက်တဲ့အယောင်တွေနဲ့တစ်ဖြက်ဖြက်တောက်ပလာတာကြောင့်နွားမလေးဟာလန့်ဖြန့်သွားပြီးတော့တိုးရဲကိုအတင်းထွက်ပြေးပါလေရောဟဲငါနွားမလေးဘာဖြစ်တာလဲဘာလို့ရုတ်တရက်ကြီးထိတ်လိုက်တကြားနဲ့ထွက်ပြေးရတာလဲအဲ့ဒီချိန်မှာပဲအဲ့ဒီငှက်မလေးဟာရောင်စုံအလေးနဲ့တွေထွက်ပေါ်လာပြီးမျက်စိတမိတ်အတွင်းမှာပဲပျောက်ကွယ်သွားခဲ့ပါတော့တယ်နွားမလေးကတော့ကြောက်စိတ်နဲ့တောနက်ထဲကိုပို့ပြီးတော့တိုးဝင်သွားတာပေါ့သူဟာတော်တော်လေးကိုထိတ်လန့်သွားခဲ့ပါတယ်အဲ့ဒါနဲ့မေသူလည်းစိုးရိမ်တကြီးနဲ့နောက်ကနေအမိပြေးလိုက်ပါတော့တယ်ဟေးခဏနေအောင်လေတောနက်ထဲကိုမသွားနဲ့လေအဲ့ဒီဘက်ကိုဘယ်သူမှမသွားရေးချဘူးပြန်လာပါအောင်ဒါပေမဲ့လည်းနွားမလေးကတော့မိသူရဲ့စကားကိုနားမထောင်ပဲမရမနာပြေးလွှားရင်းနဲ့မိသူမျက်စိရှင်နာကတင်ပျောက်ကွယ်သွားပါတော့တယ်မိသူလည်းဘာလို့ရမှန်းမသိတော့ပါဘူးသူလည်းကြောက်ကြောက်လန့်လန့်နဲ့ထိုင်ချလိုက်ပြီးတော့မျက်ရည်တွေဝဲလာခဲ့ပါတော့တယ်အိုးဖျားသခင်ငါနွားမလေးဘယ်ရောက်သွားပြီလဲသူ့ကိုမတွေ့ဘဲနဲ့အိမ်ပြန်လို့လည်းမဖြစ်ဘူးဘလို့ပဲဖြစ်ဖြစ်ငါရဲ့နွားမလေးကိုရှာမဖြစ်မယ်သူမပါဘဲနဲ့အိမ်ပြန်လို့ကတော့ဘလို့မှမဖြစ်နိုင်ဘူးငါသူ့ကိုရှာမရမယ်ဒီလိုပြောပြီးမေသူလည်းအားတင်းပြီးတော့တောနက်ထဲကိုတလန်းချင်းတိုးဝင်ပြီးတော့ရှာဖွေလိုက်ပါတော့တယ်တော်တော်ကြောင်ရှောက်ပြီးရဲ့နောက်မှာတော့မြင်ဘူးနေကြမဟုတ်တဲ့ရှေးဟောင်းတစ်ပင်ကြီးတစ်ပင်ကိုသူတွေ့လိုက်ရပါတော့တယ်သူ့ရဲ့နွားမလေးကအဲ့ဒီတစ်ပင်ကြီးကိုတခုခုမြင်နေရတယ်လို့မျိုးစိုက်ပြီးတော့ကြည့်နေပါတော့တယ်သူလည်းအဲ့ဒါကိုတွေ့ပြီးတော့ထူးဆန်းပြီးရေရွတ်မိပါတော့တယ်ငါနွားမလေးကဘာဖြစ်နေရလဲဘာလို့ဒီတစ်ပင်ကြီးကိုအဲ့လောက်သဲတန်စိုက်ကြည့်နေရလဲဘာများဖြစ်လို့ပါလဲသူကြည့်ရတာတခုခုစူးစိုက်ပြီးတော့ကြည့်နေတယ်လို့ပဲအဲ့ဒီတစ်ပင်ကြီးကတကယ်ကိုအိုမေးရင်ရော်နေတဲ့ပုံစံပဲမိသူဟာနွားမလေးနာကိုဖြည်းဖြည်းချင်းကတ်သွားတဲ့အချိန်မှာပဲရောင်စုံအလေးနဲ့နေထပ်မှန်ပြီးတော့ထွက်ပေါ်လာပါတော့တယ်အဲ့ဒီထူးဆန်းတဲ့ငှက်ကလေးဟာပေါ်လာပြန်ပါတော့တယ်ဒါတွေမဟုတ်သေးပါဘူးသူဟာချက်ချင်းဆိုသလိုပဲခန့်ညားထေသွားတဲ့လူငယ်လေးတစ်ယောက်အဖြစ်ပြောင်းလဲသွားခဲ့ပါတော့တယ်မိသူလည်းအဲ့ဒါကိုမြင်ပြီးအံ့ဩတုန်လှုပ်သွားပါတော့တယ်အခုတော့မင်းတို့နှစ်ယောက်လုံးငါ့လက်ထက်ကနေဘယ်ကိုမှထွက်ပြေးလို့မရတော့ဘူးသူ့ရဲ့မျက်လုံးကနေစူးရှတဲ့ရောင်စုံအလင်းနဲ့နေထွက်ပေါ်လာပြီးတကိုင်းနေကြားရကနေအလင်းနဲ့နေပွင့်ထွက်လာပါတော့တယ်အဲ့ဒါတွေကမြင်ရတာအယံကိုလှတယ်ထင်ရပါတယ်တကယ်တမ်းတော့ဒါတွေဟာတကယ်ကိုကြောက်စရာကောင်းတဲ့ကိစ္စတစ်ခုပါပဲဘာလို့လဲဆိုတော့မိသူနဲ့နွားမလေးဟာအဲ့ဒီအလင်းတန်းကိုစုပ်ယူခံလိုက်ရပြီးပျောက်ကွယ်သွားခဲ့ပါတော့တယ်အဲ့ဒီလူငယ်လေးဟာသဘောကျတယ်လို့မျိုးပြုံးလိုက်ပြီးတော့အလင်းနဲ့နေကြရဲမှာပဲငှက်ကလေးအဖြစ်ပြန်ပြောင်းလိုက်ပါတော့တယ်ပြီးတာနဲ့တောနက်ထဲကိုပြန်တန်းပြီးပျောက်ကွယ်သွားပါတော့တယ်အဲ့ဒီလူငယ်ကဘာတူလဲမိသူ့ကိုဘာလို့ဖမ်းခေါ်သွားတာလဲဒါတွေကတော့လှုပ်ဝက်ချက်ပေါ့အဲ့ဒီလှုပ်ဝက်ချက်ကဘာလဲဆိုတာကတော့ဘယ်သူတူတယောက်မှမသိသေးပါဘူးညနေဆောင်လို့မှောင်ရီပြိုးလာတဲ့အခါအောင်ကြီးကအိမ်ရှိမှစိုးရင်တကြီးနဲ့ခောက်တို့ခောက်ပြန်လမ်းလျှောက်နေပါတော့တယ်အဲ့ဒီအချိန်မှာအိမ်ကြီးနာချင်းဖြစ်တဲ့ဥပဖြတ်သွားတာနဲ့တိုးပါတော့တယ်အဲ့ဒါနဲ့ဥပဟာမေးလိုက်ပါတော့တယ်ဟေးအောင်ကြီးဘာဖြစ်လို့လဲကွာဘာလို့အိမ်ရှိမှဒီလောက်စိုးရင်တကြီးနဲ့လမ်းလျှောက်နေရတာတော့ဘာများဖြစ်လို့တော့ကွာဘာပြောရမလဲဦးလေးရဲ့ညီမလေးမေသူနွားကြောင်သွားတာညနေမဆောင်ခင်ပြန်လာမှလေဒါပေမဲ့နောက်ကျနေတယ်အခုတော့နေတောင်ဝင်သွားပြီသူအခုထိပြန်မလာသေးဘူးအဲ့ဒါကိုကျွန်တော်စိုးရိမ်နေတာအဲ့ဒါကိုကြတော့ဥပလည်းလန့်သွားပါတော့တယ်အာဒါဆိုရင်တော့တောရဲကိုမြင်မြန်သွားရှာကြည့်အောင်လေတိတ်တော့အဝေးမရောက်တော့ပါဘူးအောင်ကြီးလည်းကြောက်စိတ်ဝင်သွားပြီးတော့ပြောလိုက်ပါတော့တယ်ကောင်းပါပြီကျွန်တော်အခုပဲသွားကြည့်လိုက်တော့မယ်အဲ့ဒါနဲ့သူလည်းအချိန်ဆွဲမနေတော့ဘဲနဲ့တောရဲကိုအပြေးထွက်လာပါတော့တယ်တောရဲရောက်တော့ညီမလေးကိုအသက်ကုန်ဟစ်အောင်ရင်းနဲ့တောနက်သေးကြီးကိုပြေးဝင်သွားခဲ့ပါတော့တယ်ဒါပေမဲ့သူ့အတန်ကပိတ်တင်နေမယ်ပြန်ထွက်လာပြီးဘာထူးခြားမှုမှမရှိခဲ့ဘူးပေါ့အောင်ကြီးလည်းစိတ်ပြက်လက်ပြက်နဲ့မျက်ရည်ရီကြားကအိမ်ကိုပြန်လာခဲ့ပါတော့တယ်သူအတော်လေးကိုစိတ်ပူနေပါပြီညီမလေးရဲ့အကိုကြီးကိုပြစ်ပြီးတော့ဘယ်ရီရောက်နေရလဲ
အောင်ကြီးဟာတညလုံးမျက်စိမမိတ်ပဲစောင့်နေပါတော့တယ်။ဒါပေမဲ့မေသူကတော့ပြန်မလာခဲ့ပါဘူး။အဲ့ဒါနဲ့အောင်ကြီးလည်းမနဲ့အစောကြီးတကြီးရဲ့အိမ်ကိုအပြေးသွားပြီးအကြောင်းစုံကိုပြောပြလိုက်ပါတော့တယ်။သူကအရန်ကိုစိတ်ပူနေလို့ပါ။တကြီးမေကျွန်တော်တကယ်ကိုစိုးရိမ်နေပြီ။တခုခုတော့မကောင်းတာဖြစ်နေပြီလားမသိဘူး။ရှင်နေလက်တုံနေတယ်။တောထဲမှာကျွန်တော်နှံ့အောင်ရှာနေခဲ့ပေမဲ့မတွေ့ခဲ့ဘူး။တညလုံးလဲစောင့်ကြည့်ပေမဲ့လည်းသူပြန်မလာဘူး။တခုခုကူညီပါဦးဗျာကျွန်တော်ဘာလုပ်ရမလဲမသိတော့ဘူးတကြီးကလည်းတော်တော်ကိုစိုးရိမ်သွားပါတယ်အောင်ကြီးဟာမြေပိုင်ရှင်ကြီးများတခုခုလုပ်လေသလားတကြီးကပြောလိုက်တဲ့အခါမှာတော့အောင်ကြီးလည်းအရင်ကိစ္စတွေကိုတတိယသွားပါတော့တယ်အဲ့ဒီကိစ္စကိုကျွန်တော်လုံးဝမစဉ်းစားမိဘူးသူကလွန်ခဲ့တဲ့ရက်ပိုင်းကပဲကျွန်တော်တို့မောင်နှမကိုတခုခုလုပ်မယ်လို့ချင်းချောက်သွားသေးတာတကြီးပြောမှကျွန်တော်ပြန်ပြီးတော့စဉ်းစားမိတယ်သူများလောက်တာလားမသိဘူးအောင်ကြီးလည်းစဉ်းစားရင်းနဲ့အရင်ကအဖြစ်အပျက်တွေကိုပြန်ပြီးမြင်ရောက်လာပါတော့တယ်အရင်ကကိစ္စတွေကိုသူမိမိပြက်ပြောက်ထားခဲ့တာကြားခဲ့ပါပြီအခုမှတကြီးကြောင်ပြန်ပြီးတော့တတိယလာပါတော့တယ်မိသူဟာမြေပိုင်ရှင်ကြီးရဲ့အိမ်မှာနှုတ်အိုးလေးကိုကင်ပြီးရက်နေခဲ့တာပေါ့ခဏနေတော့မြေပိုင်ရှင်ကြီးကအိမ်ထဲကထွက်လာပါတော့တယ်ဟေးဒီနေ့အောင်ကြီးနှုတ်လာမပို့ဘူးလားကွာဘာလို့မင်းရလာရတာလဲမဟုတ်ပါဘူးအကူကအရေးကြီးတဲ့လုပ်လေးပေါ်လာလို့လေကျမကိုပဲအဲ့ဒီအစားလာပို့ခိုင်းလိုက်တာပါအဲ့ဒါကြောင့်ကျမလာပို့တာပါမျက်စိသိပ်မကောင်းတဲ့မြေပိုင်ရှင်ကြီးဟာမေသူနာကိုအယမ်းကတ်လာပါတော့တယ်ပြီးတော့သူဟာပြောလိုက်ပါတော့တယ်မင်းတို့မောင်နှမတွေဘလောက်ဆင်းရဲဒုက္ခရောက်နေလဲငါသိပါတယ်မင်းကိုကအဲ့လောက်ဆင်းရဲနေတာမင်းကိုကောင်းကောင်းမွန်မွန်လက်ထပ်ပေးနိုင်ပါမလားတော့မသိဘူးနော်ဒါပေမဲ့ငါကတော့ဒီပြဿနာကိုချက်ချင်းဖြေရှင်းပေးနိုင်တယ်နော်မင်းသိချင်ငါပြောပြမယ်လေဘလို့လဲမင်းစိတ်ဝင်စားလားမေသူလည်းအံ့ဩသွားပါတော့တယ်ရှင်ပါ့ဆိုလိုတာလေမေသူမင်းကတိတ်လာတာပဲငါမင်းကိုတကယ်ချစ်တာငါ့ကိုလက်ထပ်လိုက်ပါလားဒီအိမ်ကြီးရဲ့အရှိသခင်မဖြစ်စီရမယ်မင်းကိုမင်းသမီးလေးလိုမျိုးထားမှာနော်ငါတကယ်ကတိပေးတယ်ဒီလိုပြောပြီးမြေပိုင်ရှင်ကြီးကမေသူနာကိုတိုးကပ်လာပါတော့တယ်မိသူလက်ထက်ကအိုးလေးလဲလွတ်ကျသွားပြီးတော့ဒေါသတွေထွက်သွားပါတော့တယ်။ရှင်အသက်ကကြီးပြီလေရှက်လည်းမရှက်တတ်ဘူးလား။ရှင်ကကျမဖေရွယ်ရှိနေပြီနော်။အခုချက်ချင်းအကိုကိုတန်ပြောလိုက်ပါ။ဒီလိုပြောပြီးမိသူဟာဒေါသတကြီးနဲ့မြေပိုင်ရှင်ကြီးစီကနေပြန်လာပါတော့တယ်။မိသူကအိမ်ကိုပြန်ရောက်တော့တိတ်တိတ်လေးငိုနေပါတော့တယ်။အဲ့ဒါကိုအောင်ကြီးကတွေ့သွားပါတော့တယ်။မိသူညီမလေးဘာဖြစ်လို့လဲ။ဘသူကဘာလို့လို့နင်ကဒီလောက်တောင်ငိုနေရတာလဲမေသူကမြေပိုင်ရှင်ကြီးနှောက်ရက်တဲ့အကြောင်းကိုအကုန်ပြောပြလိုက်ပါတော့တယ်မြေပိုင်ရှင်ကြီးကကျမကိုအဲ့လိုပြောလိုက်တာကိုဒါကိုကြားတဲ့အခါမှာတော့အောင်ကြီးလည်းဒေါသထွက်သွားပါတော့တယ်လာအခုချက်ချင်းငါရှင်းမယ်သူဟာစိတ်တူတူနဲ့ချက်ချင်းပဲမြေပိုင်ရှင်ကြီးရဲ့အိမ်ကိုသွားခဲ့ပါတော့တယ်သူကမေသူ့ကိုပါတခါတည်းခေါ်သွားလိုက်တာပေါ့ဟာဟေ့အောင်ကြီးငါထင်ပါတယ်ကွာမင်းတို့ချက်ချင်းပြန်ရောက်လာမယ်ဆိုတာမြေပိုင်ရှင်ကြီးခမည်းတော်လိုလူတွေခက်ကကုံသွားပြီနော်သူများသားပြိုသမီးပြိုကိုမကောင်းတဲ့စိတ်နဲ့ကြည်တာမျိုးမလုပ်နဲ့နောက်တစ်ခေါက်ကျွန်တော်ရဲ့ညီမကိုဒီလိုမျိုးထပ်ပြောရရင်ပြောကြည့်ခမည်းရဲ့မျက်နှာကိုကျွန်တော်ထိုးပြမှာနားလေလားကျွန်တော်ကိုမလုပ်ရဲဘူးမထင်နဲ့အောင်ကြီးမင်းငါ့ကိုလူပုံလဲမှာစော်ကားလိုက်တာပဲနော်မင်းတို့မောင်နှမနှစ်ယောက်လုံးကိုငါစောင့်ကြည့်နေမယ်မှတ်ထားငါအကြောင်းမင်းတို့သိစေရမယ်ကွာအဲ့လိုမျိုးလုပ်ဖို့တောင်မှမစင်စားနဲ့မြေပိုင်ရှင်ကြီးခမည်းကိုကျွန်တော်ဘာလုပ်ပြစ်မလဲဆိုတာခမည်းကြိုသိမှာမဟုတ်ဘူးကျွန်တော်ကလည်းစမသေးဘူးနော်ကျွန်တော်ကိုလာပြီးတော့စိတ်မခေါ်နဲ့ဒီလိုပဲပြစ်ပြစ်သားသားပြောပြီးအောင်ကြီးနဲ့မေသူလည်းမြေပိုင်ရှင်ကြီးစီကနေပြန်လာပါတော့တယ်အောင်ကြီးဟာအတိတ်ကိုပြန်စင်းစားရင်းကနေတတိပြန်ဝင်လာပြီးတော့မြေပိုင်ရှင်ကြီးရဲ့အိမ်ကိုဒေါသတကြီးနဲ့ပြေးသွားပါတော့တယ်မင်းဘာလာလောက်တာလဲကွာကျွန်တော်ညီမလေးဘာမှလည်းပြောစမ်းဒါကိုကြားတဲ့အခါမှာတော့မြေပိုင်ရှင်ကြီးလည်းကြောင်သွားပါတော့တယ်။ဘာရီလာအော်နေရလဲကွာ။မိညီမဘယ်ရောက်နေမှန်းငါဘယ်လိုလုပ်သိမှာလဲ။ငါနဲ့ဘာများဆိုင်လို့လဲ။ကြည်စံနားထောင်မြေပိုင်ရှင်ကြီးခမရလွန်ခဲ့တဲ့ရက်ပိုင်းကပဲကျွန်တော်တို့ချင်းချောက်ထားတာလေ။မနေ့ကညီမလေးတောထဲမှာနွားကြောင်သွားရင်လည်းအခုထိအိမ်ကိုပြန်မလာသေးဘူး။ခမရလက်စားချီပြီးဖမ်းထားတာလို့ကျွန်တော်တန်တရားရှိတယ်။ကျွန်တော်အမှန်တိုင်းပြောစမ်းပါ။အခုအမှန်တိုင်းပြောလိုက်ညီမလေးဘာမှလဲ
မြင်ပြောတခုခုဆိုရင်ကျွန်တော်အစိုးမဆိုနဲ့နော်ဒါကိုကြားတော့မြေပိုင်ရှင်ကြီးလည်းချက်ချင်းဖြည့်ရှင်းလိုက်ပါတော့တယ်ဟုတ်တယ်ငါမင်းတို့ကိုချင်းချောက်ခဲ့တာမှန်တယ်ဒါပေမဲ့မင်းညမဗမာလဲဆိုတာငါတကယ်မသိဘူးဒီကိစ္စငါမှအပြစ်မရှိဘူးအောင်ကြီးလည်းအဖြေကိုမရတော့ပို့ပြီးတော့ဒေါသထွက်လာပါတော့တယ်အဲ့ဒါနဲ့သူဟာပြောလိုက်ပါတော့တယ်ကောင်းပြီမြေပိုင်ရှင်ကြီးခမရကဒီလိုပြောနေမှာတော့ဒီလိုမျိုးရမယ်မထင်နဲ့နော်ကျွန်တော်အဖေကဘသူထင်လို့လဲဗျ။ तू ကဒီနိုင်ငံရဲ့ဘရင်ကြီးမာကရဲ့တငယ်ချင်းအရင်ခောက်ဆိုတာခမရမေ့နေပုံရတယ်။ကျွန်တော်အဖေကမုတ်ဆိုးဆိုတော့ဘရင်ကြီးတောလိုက်သွားတိုင်းအဖေကိုအမြဲတမ်းခေါ်သွားနေကြ။အခုတော့ဘရင်ကြီးရဲ့သားတော်မင်းသားအလင်းကအုပ်ချုပ်နေပြီ။ကျွန်တော်မင်းသားစီမှာခမရကိုအပြတ်တိုင်ရမယ်။မင်းသားကကျွန်တော်ကိုတည်တယ်။ तू ရောက်လာရင်ခမရလိန်လို့ရမှာမဟုတ်ဘူး။ तू ကအကုန်လုံးကိုတေချာဆုံးဖြတ်တာ။အခုချက်ချင်းကျွန်တော်သွားပြောမယ်။ခမရနောက်နောက်ရဖို့သာပြင်ထားလိုက်တော့အောင်ကြီးဟာဒေါသတကြီးနဲ့နန်းတော်စီကိုအပြေးလွှားထွက်လာခဲ့ပါတော့တယ်။သူဟာမင်းသားအလင်းစီကိုတိုင်ချက်ဖွင့်ဖို့သွားခဲ့ရပေါ့။မင်းသားအလင်းကရာဇပလင်ပေါ်မှာထိုင်နေပြီးဘေးမှာတော့ညီမတော်မင်းသမီးဆန္ဒလေးရှိနေပါတော့တယ်။အောင်ကြီးဟာအเจ้าစုံကိုငိုယိုပြီးတော့ပြောပြလိုက်တဲ့အခါမှာတော့မင်းကမင်းကငါမြင်ဘူးနေတယ်လို့ပဲ။ငါသိပြီ။မင်းကငါခမဲတော်နဲ့တိုးရဲကိုအတူသွားလေးရှိတဲ့မုတ်ဆိုးကြီးရဲ့သားပဲ။ငါငငယ်ကမင်းကိုမြင်ဘူးတယ်ငါမင်းကိုမှတ်မိပါတယ်ကျွန်တော်မှတ်မိပြီလို့ကျေးဇူးအများကြီးတင်ပါတယ်မင်းသားလေးကျွန်တော်အခုအခက်အခဲကြီးကြုံနေရလို့ပါညီမလေးကိုကူရှာပေးပါအောင်နော်အောင်ကြီးကအเจ้าစုံကိုပြောပြလိုက်ပါတော့တယ်အောင်ကြီးကတော့စိတ်ထဲကနေတီးတီးချာချာကိုပြောပြပါတော့တယ်ဒါပေမဲ့အောင်ကြီးလည်းဆုံးထိပြောပြီးရောမင်းသားဟာသူ့ညီမစန္ဒာလေးကိုကြည့်ပြီးနှစ်ယောက်သားတဟားဟားနဲ့လှောင်ရီကြပါတော့တယ်ဒီလိုရေပြီးကမှမင်းသားကအောင်ကြီးကိုပြောလိုက်ပါတော့တယ်ကြည်စံမင်းအဖေနဲ့ငါအဖေကတငယ်ချင်းဖြစ်ချင်ဖြစ်မယ်ဒါပေမဲ့မင်းနဲ့ငါကတော့တငယ်ချင်းမဟုတ်ဘူးဘာလို့လဲဆိုတော့ငါတို့ကစင်ရဲသားတွေနဲ့မပေါင်းချင်ဘူးခမဲတော်ကမင်းအဖေနဲ့ပေါင်းသိနေတော့ကလည်းငါကအမြဲတမ်းကန့်ကွက်ခဲ့တာအစင်တန်းသူနဲ့ပဲပေါင်းပါလို့ခဏခဏပြောတာနေ့တိုင်းအချိန်တိုင်းစက္ကန့်တိုင်းငါသူ့ကိုတားခဲ့တာအဲ့ဒါတကယ်ပါဒါပေမဲ့ခမဲတော်ကငါစကားကိုနားမထောင်ခဲ့ဘူးအခုတော့ဒီကနေအမြန်ဆုံးထွက်သွားလိုက်ပါတော့ငါမင်းကိုမကူညီနိုင်ဘူးငါမှရေးကြီးတဲ့လုပ်တွေအများကြီးရှိသေးတယ်မင်းညမကိုမင်းမသာမင်းရှာငါဒီလောက်ထိမလုပ်ပေးနိုင်ဘူးမင်းသားရဲ့ရက်ဆက်တဲ့စကားကြောင့်အောင်ကြီးရင်ခွဲမတက်ခန်းစားလိုက်ရပါတော့တယ်သူဟာဒီလိုအဖြစ်မျိုးကိုမျှော်လင့်ထားတာမဟုတ်ခဲ့ပါဘူးဒါပေမဲ့မတက်တာတဲ့အစုံသူဟာမျက်ရည်တွေနဲ့နန်းတော်တွေကနေဝမ်းပန်းတနဲ့ပြန်ထွက်လာခဲ့ပါတော့တယ်အဲ့ဒီနောက်သူကိုယ်တိုင်ပဲအာတင်ထားပြီးတော့တိုးရဲမှာသူ့ညမလေးကိုထက်ရှာဖို့ဆုံးဖြတ်လိုက်ပါတော့တယ်။ဟုတ်တယ်။ငါကိုယ်တိုင်ပဲငါညမလေးကိုရှာမယ်။ဒီလိုပြောပြီးသူဟာသူ့ညမလေးကိုရှာဖို့တိုးရဲကိုချက်ချင်းပဲတွက်လာခဲ့ပါတော့တယ်။သူဟာညံ့တက်တဲ့အထိခြေကုံလက်ပန်းကြအောင်လို့ရှာခဲ့ပါတော့တယ်။ဒါပေမဲ့သူမတွေ့တာကြောင့်အိမ်ကိုပဲပြန်လာလိုက်ရပါတော့တယ်။အိမ်ရောက်တာနဲ့သူဟာသူ့အဖေပုံကိုကြည့်ကအဖေကိုတိုင်တယ်ပြီးရှိုက်ကြီးတငင်နဲ့ငိုလိုက်ပါတော့တယ်။အဖေရဲ့အဖေသာရှိနေသေးမယ်ဆိုရင်ကျွန်တော်အခုလိုနန်းတော်ထဲမှာအစော်ကားခံရမှာမဟုတ်ဘူးတကယ်ကိုပဲမင်းသားကအဖေတငယ်ချင်းလိုလူမျိုးမဟုတ်ဘူးဗျကျွန်တော်ဘယ်လိုလုပ်ရမလဲအဖေရဲ့အတော်ကြောင်စဉ်းစားပြီးတဲ့အခါမှာတော့အောင်ကြီးဟာထာယာကနေထပြီးသူ့အဖေရဲ့တစ်တာအဟောင်းလေးကိုဖွင့်ကြည့်လိုက်ပါတော့တယ်အဲ့ဒီအချိန်မှာပဲတစ်တာထဲမှာတင်ထားတဲ့အိုးသေးလေးတအိုးကိုတွေ့သွားပါတော့တယ်အဲ့ဒီအိုးသေးလေးဟာသူတို့အတွက်တော့အမှတ်တရတွေပါသူ့အဖေရဲ့တခုတည်းသောပစ္စည်းလေးပေါ့အောင်ကြီးဟာအဲ့ဒီအိုးလေးတွေကိုလှမ်းကြည့်လိုက်တော့အထဲမှာဟင်းသာပြရားမုံတချို့ကိုတွေ့လိုက်ရပါတော့တယ်အဲ့ဒီမှာတင်အရင်ကအဖြစ်ပြက်တွေကအောင်ကြီးရဲ့မျက်စီထဲမှာဇလန်းတွေကပြက်ကွက်တွေလိုမျိုးတစ်ခုချင်းပြန်ပြီးတော့မြင်အောင်လာပါတော့တယ်သူ့အဖေဦးကာယံကဂရင်ပေါ်မှာဖျားနာပြီးတော့လဲနေတဲ့အချိန်ပေါ့အောင်ကြီးနဲ့ညီမလေးမေသူကတော့အဖေရဲ့ဘေးမှာထိုင်နေကြပါတော့တယ်သူတို့တွေကအဖေကိုတော်တော်လေးစိတ်ပူနေကြပါတော့တယ်အဖေစိတ်မပူနဲ့နော်အဖေနေကောင်းသွားမှာပါမဟုတ်ဘူးသားအမှန်တရားကိုဘယ်သူမှပြောင်းလဲလို့မရဘူးလာတဲ့သူကတော့ပြန်ရမှာပဲအဖေပြောတာကိုသိချနားထောင်သားအဖေရဲ့တက်တာကိုတွားဖွင့်လိုက်အဲ့ဒီထဲမှာအိုးသေးသေးလေးတစ်ခုရှိတယ်အဲ့ဒါကိုဒီကိုယူခဲ့ပေးအောင်ကြီးလည်းအဲ့ဒီတက်တာကိုတွားပြီးဖွင့်ပြီးတော့အိုးလေးကိုထုတ်ယူလာပါတော့တယ်
ပြီးတာနဲ့သူ့ဖေနာမှာပဲထားပေးလိုက်ပါတော့တယ်။ဒါဒီအထုပ်ကိုအမြဲတမ်းဂရုတစိုက်နဲ့တင်ထားနော်။ဘာလို့လဲဆိုတော့အထဲမှာတကူးကြီးရသိတပါပေးထားတဲ့ထူးခြားတဲ့ဟင်းသာပြထားမုံတွေရှိတယ်။ရသိကြီးကအသေးချာကိုပေးထားတာအဲ့ဒီဟင်းသာပြထားရဲ့တကူကဘာလဲဆိုတာကိုသားသိလား။အဲ့ဒါကဘလောက်ပဲတကူးကြီးရဲ့မှော့စရာဖြစ်ကြောက်ရွံ့ဖြစ်သွားအောင်လို့လုပ်နိုင်တယ်။အမလေးအောင်ကြီးလည်းအတော်လေးကိုထူးဆန်းပြီးတော့မေးလိုက်ပါတော့တယ်။ဟာအဖေဒါဘာကိုဆိုလိုတာလဲ။မှော်စရာကိုကြောက်ရွံ့ဖြစ်အောင်လုပ်နိုင်တယ်ဆိုတာကြီးကဘာကြီးလဲ။ဒါကဘလို့လုပ်ဝက်စကားလဲ။အဖေလည်းအကုန်ပြောပြချင်တာပေါ့သားရဲ့။ဒါပေမဲ့ရတိကြီးကဒီအကြောင်းအရာအပြည့်အစုံကိုပြောဖို့တားထားတယ်။အဲ့ဒါကြောင့်ပြောပြလို့မရဘူး။သားရဲ့။ तू ကအဖေဒီကဘာကြီးကနေထွက်မသွားခင်မှာသားကိုဒီဟင်းသာပြထားရဲ့လှုပ်ဝက်ချက်ကိုပြောပြဖို့မှားထားခဲ့တယ်။ဘာလို့လဲဆိုတာကိုအတိအကျပြောပြလို့တော့မရဘူးသား။ तू ပြောတာကတကယ်လို့နောက်တစ်ချိန်မှာအဲ့ဒီလူပြန်လာခဲ့မယ်ဆိုရင်သားကဒီလှုပ်ဝက်ချက်ကိုတီးထားရမယ်။ဒီဟင်းသာပြထားရဲ့လှုပ်ဝက်ချက်ကိုပေါ်သားရဲ့။အောင်ကြီးလည်းအတွေးထဲကနေပြန်နိုးလာပြီးတစ်တာကိုပိတ်ကအိုးလေးကိုအိတ်ကက်ထဲကိုထည့်ထားလိုက်ပါတော့တယ်။အဖေဘာကိုဆိုလိုတာလဲဆိုတာကျွန်တော်တကယ်ကိုနားမလည်နိုင်ခဲ့ဘူး။အခုတော့ညီမလေးပျောက်သွားတာကအဖေမပြောခဲ့တဲ့အဲ့ဒီလှုပ်ဝက်ချက်နဲ့တခုခုပတ်သက်နေမလားလို့ထင်မိတယ်။တကယ်ကိုဘာမှမစဉ်းစားတတ်တော့ဘူး။အဖေကျွန်တော်တကယ်ပဲဇဝေဇဝါတွေဖြစ်နေပြီ။အဖေရဲ့ကျွန်တော်ဇဝေဇဝါတွေဖြစ်နေပါပြီ။အောင်ကြီးလည်းတယောက်တည်းစိတ်ပြက်လက်ပြက်ရေးရွံ့ရင်းနဲ့အိပ်ပျော်သွားခဲ့ပါတော့တယ်။ဒီလိုနဲ့နောက်တနေ့မနက်မှာတော့မင်းသမီးဆန္ဒကမြင်းစီးပြီးတော့အပြင်ကိုထွက်လာပါတော့တယ်။ဒါပေမဲ့အဲ့ဒီအချိန်မှာပဲသူ့ကိုမင်းသားလေးနဲ့တိုးတော့ပါတယ်။ဆန္ဒမင်းဘယ်ကိုသွားမလို့လဲ။အခုတော့ဒီရက်ပိုင်းကျမတောလိုက်မထွက်ရတာကြာပြီလေ။အဲ့ဒါကြောင့်တောထဲကိုသွားမလို့ပါ။အေးကောင်းပြီလေ။ဆန္ဒဟာသူ့မြင်ကိုတောနက်ထဲကိုဥတီပြီးတော့မောင်းနှင်သွားပါတော့တယ်။သူဟာဖြည်းဖြည်းချင်းသွားနေတာပေါ့။တော်တော်ကြောင်ရှောက်သွားပြီးမိဘာသားကောင်မှမတွေ့ခဲ့ပါဘူး။အဲ့ဒါနဲ့သူလည်းမောနဲ့မြင်းပေါ်ကနေဆင်းလိုက်ပါတော့တယ်။ရင်ငက်လွန်လဲချောင်းနေတော့ခြောက်နေပြီ။သားကောင်ကလည်းတကောင်းမှမရဘူး။အနီးနားမှာရေကန်လေးမြတ်ရှိရင်သိတ်ကောင်းပါပဲ။ရေလေးတောက်ပြီးမှနန်းတော်ကိုပြန်တော့မယ်။အဲ့ဒီအချိန်မှာပဲထူးဆန်းတဲ့ငှက်တကောင်ကပြန်တန်းလာပါတော့တယ်။သူဟာမျက်လုံးတွေမှာထူးထူးဆန်းဆန်းအယောင်တောက်ပါရင်နဲ့ဆန္ဒလေးရဲ့ရှေ့တက်မှာလာရက်လိုက်ပါတော့တယ်။ပြီးတော့သူဟာပြောလိုက်ပါတော့တယ်။ဒီတောထဲမှာတော့မင်းရေကန်ကိုရှာတွေ့မှာမဟုတ်ဘူး။ဒါပေမဲ့ရေကန်ရှိတဲ့နေရာကိုတော့ငါသိတယ်။မင်းလိုရှိတယ်ဆိုရင်ငါလိုက်ပို့ပေးမယ်။ဘလို့လဲငါလိုက်ပို့ပေးရမလား။ဆန္ဒကတော့တတိရှိတဲ့သူဆိုတော့ငှက်ကလေးကလူစကားပြောတာကိုကြားတဲ့အခါမှာပဲချစ်ချင်းပဲခါးကဓာတ်ကိုဆွဲထုတ်လိုက်ပါတော့တယ်။ပြီးတော့သူဟာပြောလိုက်ပါတော့တယ်။မင်းဘာလုပ်လဲ။မင်းတာမငှက်တော့မဟုတ်ဘူးမလား။မင်းကမိစ္ဆာတကောင်ပဲဖြစ်ရမယ်။မဟုတ်ရင်ငှက်ကလူစကားဘလို့မှပြောမှာမဟုတ်ဘူး။မင်းငါ့ကိုအမှန်တိုင်းပြောစမ်း။မင်းကတကယ်ကိုလှသလိုပဲညံလဲသိတ်ကောင်းတာပဲ။ဒါပေမဲ့ငါကချိန်စာသိနေတဲ့ငှက်တကောင်လိုပဲမှတ်ထားလိုက်ပါ။ဖြတ်သွားဖြတ်လာခီးသည်တွေကိုငါကူညီပေးလေရှိတယ်။ရတိတပားကငါ့ကိုချိန်စာတိုက်ခဲ့တာပဲ။သူတပားကိုကူညီမှငါ့ရဲ့ချိန်စာကပြေမာတဲ့လေ။မဟုတ်ရင်တော့တစ်သက်လုံးဒီလိုပဲနေရမယ်တဲ့။ဒါဆိုရင်ချိန်စာမသိငင်ကရောမင်းကဘာလုပ်လဲ။တာမန်လူတယောက်ပါပဲ။အမားတစ်ခုကြောင့်ရတိကြီးရဲ့တရားအားထုတ်တာကိုတွားပြီးတော့နှောက်ယှက်မိလို့ပါ။ဆန်နာလည်းသူ့ဓာတ်ကိုပြန်သိမ်းလိုက်ပါတော့တယ်။ကောင်းပြီလေ။ငါကတကယ်ရင်ငတ်နေတာဆိုတော့ရေကန်ကဘာမှလဲငါ့ကိုပြောပြအောင်လာငါ့နောက်ကိုလိုက်ခဲ့ဒီဘက်မှာဆန္ဒဟာအဲ့ဒီငှက်လေးနောက်ကိုလိုက်သွားခဲ့ပါတော့တယ်ဒီလိုနဲ့ခဏကြာမှာတော့တစ်ပင်ကြီးတစ်ပင်နားကိုရောက်သွားပါတော့တယ်တစ်ပင်ကြီးဟာအတော်အိုဟောင်းနေတဲ့တစ်ပင်ကြီးပါပြီးတော့ပိုထူးဆန်းတာကတော့အဲ့ဒီတစ်ပင်ကအရင်ရက်တုန်းကမေသူနဲ့နွားမလေးပျောက်ကွယ်သွားခဲ့တဲ့တစ်ပင်ကြီးပဲပေါ့ဒါကဘာလဲနင်ငါ့ကိုဘာလို့တစ်ပင်ကြီးစီကိုခေါ်လာတာလဲဒီလမ်းမှာရေကန်လည်းမတွေ့ဘူးလေရေကန်ကဘာမှလဲချက်ချင်းဆိုသလိုပဲအဲ့ဒီငှက်ကလေးကနေရောင်စုံလေးနဲ့နေထွက်ပေါ်လာပြီးတော့ခံညားတဲ့လူငယ်လေးအဖြစ်ပြောင်းလဲသွားပါတော့တယ်လူမိုက်မလေးငါမင်းကိုဒီကိုခေါ်လာခြင်းအောင်တတ်တတ်ပဲအခုတော့မင်းဒီကနေဘယ်တော့မှပြန်လို့ရမှာမဟုတ်ဘူးမင်းကိုနဲ့ဟိုကောင်အောင်ကြီးကိုမင်းကိုလိုက်ရှာကြမှာသိကြတယ်
အဲ့ဒီခါကျမှငါသူတို့အပြစ်ရှင်းပြီးတော့လက်စားချေမှာငါ့ကိုဘာများမှတ်နေကြလဲကွဒီလိုပြောပြီးလူငယ်လေးရဲ့မျက်လုံးကနေရှောင်းစုံအလင်းနဲ့ထွက်ပေါ်လာကဆန္နာဟာလည်းမေသူတို့တုန်းကလိုပဲတစ်ပင်ကြီးရဲ့အလင်းထဲမှာပြက်ကွယ်သွားပါတော့တယ်အဲ့ဒီနောက်လူငယ်လေးဟာပြုံးပြီးသူကိုယ်တိုင်လည်းတစ်ပင်ကြီးတွေကိုဝင်သွားခဲ့ပါတော့တယ်သူဟာတဖြည်းဖြည်းချင်းပြက်ကွယ်သွားပါတော့တယ်ဒီလိုနဲ့ခဏနေတော့အရာအလုံးဟာပြန်ပြီးတော့ငြိမ်သက်သွားပါတော့တယ်ခုနကဘာမှမဖြစ်ခဲ့သလိုပဲပေါ့ဒီလိုနဲ့ညနေဆောင်တဲ့အထိဆန္နာလေးဟာပြန်မလာတာကြောင့်မင်းသားအလင်းလဲစိုးရိမ်လာပါတော့တယ်။ဒါနဲ့စစ်တီတွေကိုချက်ချင်းခေါ်လိုက်ပြီးတော့သူဟာပြောလိုက်ပါတော့တယ်။သွားဆန္နာလေးကိုသွားရှာကြစမ်း။ဆန္နာလေးကတိုးထဲမှာဒီလောက်ကြာရင်နေလေးမရှိဘူး။စစ်တီတွေလည်းချက်ချင်းဆိုသလိုထွက်သွားကြပါတော့တယ်။တော်တော်ကြာတဲ့အခါမှာတော့စစ်တီတွေပြန်ရောက်လာခဲ့ပါတယ်။မင်းသားလေးကျွန်တော်တို့တောနဲ့ကိုတည်တည်ချာချာရှာခဲ့ပါတယ်။ဒါပေမဲ့မင်းသမီးလေးရဲ့ရိတ်ရောင်တော့မတွေ့ခဲ့ပါဘူး။ဟိုဒါပေမဲ့တိုးရဲမှာမင်းသမီးလေးရဲ့မြားကိုတော့တွေ့ခဲ့ပါတယ်။ဒါကိုကြားတဲ့အခါမှာတော့မင်းသားလေးလည်းလန့်သွားပါတော့တယ်။နောက်တနေ့မှာသူကိုယ်တိုင်တိုးရဲကိုလိုက်ရှာပါတော့တယ်။ဒါပေမဲ့သူလည်းဘာမှကိုမတွေ့ခဲ့ပါဘူး။ဒီလိုနဲ့အချိန်တွေကုန်လွန်သွားတဲ့အခါမှာတော့ဒါပေမဲ့ဆန္ဒလေးရဲ့တည်င်းဟာအစအနတော့မရခဲ့ပါဘူး။မင်းသားလေးလည်းစိတ်ပူပြီးမြင်းကိုရောက်မရောက်ရာစီးလာခဲ့ပါတော့တယ်။အနီးနားရွာကိုရောက်သွားခဲ့ပါတယ်။ခဏနေတော့မင်းသားလင်းဟာအောင်ကြီးရဲ့အိမ်ရှိမှာရောက်နေပြီပေါ့အောင်ကြီးဟာအပြင်ကိုထွက်လာတော့မင်းသားလင်းကိုမြင်ပြီးအံ့ဩသွားပါတော့တယ်မင်းသားလင်းဘလို့လုပ်ပြီးရောက်လာရတာလဲငါ့ကိုခွင့်လွှတ်ပါအောင်ကြီးရဲ့ငါမင်းပေါ်ကိုဒီလိုမျိုးမဆက်ဆံနေဘူးငါအခုတော်တော်လေးကိုနှောင်နှားရနေပါပြီအရင်ရက်ကငါမင်းပေါ်ကိုဆက်ဆံခဲ့မိတာတွေကိုမင်းမှတ်မိသေးလားအောင်ကြီးမင်းညီမလေးပျောက်တော့မင်းငါ့ကိုအကူအညီတောင်းခဲ့ရလေဒါပေမဲ့မင်းအကူအညီတောင်းတာကိုငါလှောင်ပြောင်ပြီးတော့ညင်းခဲ့တယ်။အခုငါညမလေးလည်းပျောက်နေပြီ။ तू ပျောက်သွားမှပဲညီမပျောက်တဲ့အကိုတယောက်ရဲ့ခံစားချက်ကိုငါနားလည်တော့တယ်။ဒါဆိုမင်းသမီးဆန္ဒလေးပျောက်နေရလား။ဘလို့များဖြစ်တာလဲ။ဟုတ်တယ်။ပြီးတော့နဲ့မင်းသားလေးဟာအเจ้าစုံကိုပြောပြလိုက်ပါတော့တယ်။ဒီလိုပဲကွာ။ तू တိုးလိုက်သွားရင်လည်းပြန်မလာတော့တာ။ကျွန်တော်ညီမလေးလည်းတိုးထဲမှာနွားကြောင်းရင်းနဲ့ပြန်မလာခဲ့ရပဲကျွန်တော်ကတော့ရွာမြေပိုင်ရှင်ကြီးကိုတန်တရားရှိနေတာသူကကျွန်တော်တို့ကိုချင်းချောက်ထားလို့လေငိုနေလို့လည်းဘာမှမထူးအောင်ကြီးဟာငါတို့နှစ်ယောက်ပူပေါင်းပြီးတော့ညီမလေးတွေကိုရှာမဖြစ်မယ်လာမြေပိုင်ရှင်ကြီးစီကိုတွားကြရအောင်ပြီးရနဲ့မင်းသားလေးဟာအောင်ကြီးကိုမြေပိုင်ရှင်ကြီးရဲ့အိမ်ကိုခေါ်သွားပါတော့တယ်မြေပိုင်ရှင်ကြီးဟာမင်းသားကိုမြင်တော့ကြောက်လန့်သွားပါတော့တယ်ငါတို့ကိုလိန်ဖို့ဆိုရင်နှစ်ခါစဉ်းစားတော့ငါအပြစ်ပေးဖို့ဝင်မလေးဘူးပြောစမ်းအောင်ကြီးရဲ့ညမဘာမှလဲပြီးတော့ငါညမရောမင်းမဲဖမ်းထားတာလားငါ့ကိုအမှန်တိုင်းပြောစမ်းမင်းသားလေးကျွန်တော်ကိုယုံကြည်ပေးပါကျွန်တော်နဲ့အောင်ကြီးညမပျောက်တာနဲ့ဘာမှမဆိုင်ပါဘူးဟုတ်ပါတယ်အရင်တော့ကျွန်တော်တို့ပုံမကောင်းတဲ့စိတ်နဲ့ကြည့်မိတာရှိပါတယ်အောင်ကြီးကိုလည်းကျွန်တော်မျက်နှာချင်းဆိုင်ချင်းချောက်ခဲ့မိပါတယ်ဒါပေမဲ့အဲ့ဒါဒေါသလျောက်ပြောခဲ့တာပါမင်းသားလေးဟာမြေပိုင်ရှင်ကြီးရဲ့မျက်နှာကိုတေချာကြည့်လိုက်ပါတော့တယ်။ငါလူတယောက်ရဲ့မျက်နှာကိုကြည့်ရင်သိတယ်။ तू အမှန်တိုင်းပြောနေတာပဲ။ဒါဆိုမေသူကဘယ်ရောက်သွားတာလဲ။အဲ့ဒီအချိန်မှာပဲအောင်ကြီးရဲ့ခေါင်းထဲကိုအတွေးတစ်ခုဝင်လာပါတော့တယ်။မင်းသားလေးရဲ့အဖေနဲ့ကျွန်တော်အဖေကတငယ်ချင်းတွေလေ။ကျွန်တော်အဖေကမုတ်ဆိုးဆိုတော့မင်းသားလေးအဖေကတိုးလိုက်သွားတိုင်းကျွန်တော်အဖေလည်းပါသွားနေကြ။သူတို့တိုးထဲမှာအချိန်အတော်ကြာဖြတ်တန်းခဲ့ကြတယ်မလား။အဖေမသေးခင်ကတော့ကျွန်တော်ကိုပစ္စည်းတစ်ခုပေးသွားတယ်။အဲ့ဒါကအရန်ကိုတန်ဖိုးကြီးရဲ့ရသိကြီးပေးထားခဲ့တာလေ။အောင်ကြီးကအဲ့လိုပြောလိုက်ရင်တကိုးရှိတဲ့ဟင်းသာပြဓာတ်ထုပ်လေးကိုထုတ်ပြပြီးတော့အเจ้าစုံကိုပြောပြလိုက်ပါတော့တယ်။အစကနေအဆုံးအကုန်လုံးကိုပြောပြလိုက်ပါတော့တယ်။အဖေကမှားသွားတယ်။အကယ်၍ဒီလူပြန်လာခဲ့မယ်ဆိုရင်ဒီဟင်းသာပြဓာတ်ကပဲသူ့ကိုတားနိုင်လိမ့်မယ်တဲ့။တခုခုတော့ရှိနေတာတော့သိကြတယ်။လုံးဝကြီးကြီးမားမားလှုပ်ဝက်ချက်တစ်ခုကတော့ရှိရမယ်။အဲ့ဒီလှုပ်ဝက်ချက်ကြီးကိုကျွန်တော်တို့အဖေတွေသိခဲ့ပေမဲ့ကျွန်တော်တို့ကတော့မသိကြဘူး။မင်းသားလေးလည်းစဉ်းစားပြီးတော့ပြောလိုက်ပါတော့တယ်။မင်းပြောတာဖြစ်နိုင်တယ်။ငါတို့နှစ်ယောက်လုံးတိုးရဲကိုသွားမှဖြစ်မယ်။ဒီလှုပ်ဝက်ချက်ရဲ့အရေးမြစ်ကိုမတွေ့မချင်းပြန်မလာဘူးကွာ။ငါတို့တွေကတော့လုံးဝအရှုံးမပေးဘူး။လာမင်းငါနဲ့လိုက်ခဲ့။တော်တော်ကြာအောင်သွားပြီးရဲ့နောက်မှာတော့
မင်းသားအလင်းနဲ့အောင်ကြီးတို့ဟာအဲ့ဒီရှေးဟောင်းတစ်ပင်ကြီးရဲ့အရှိမရက်နေကြပါတော့တယ်။အောင်ကြီးမင်းဒီတစ်ပင်ကိုကြည့်ရတာထူးဆန်းတယ်လို့မထင်ဘူးလား။ဒါကတကယ်ကိုရှိကြတဲ့တစ်ပင်ကြီးပဲနော်။ဒီလိုပြောပြီးခဏလေးအတွင်းမှာပဲတစ်ပင်ကြီးစီကနေရောင်စုံလင်းနှံ့နေပွင့်ထွက်လာပြီးတော့အောင်ကြီးနဲ့မင်းသားအလင်းတို့ဟာတစ်ပင်တွေကိုစုပ်ယူခံလိုက်ရပါတော့တယ်။အဲ့ဒီနောက်သူတို့နှစ်ယောက်ကအလွန်ထူးဆန်းတဲ့နန်းတော်ကြီးတစ်ခုတည်းကိုရောက်သွားကြပါတော့တယ်။မင်းသားလေးဟာဒီမြင်ကွင်းကိုကြည့်ပြီးအံ့ဩတုန်လှုပ်သွားပါတော့တယ်။ဒါပါကြီးလေတကယ်ကိုထူးဆန်းတဲ့မြင်ကွင်းပဲ။တစ်ပင်ထဲမှာဒီလောက်ကြီးမားတဲ့နန်းတော်ကြီးဟာရှိနိုင်မှာမလား။ဒါကတာမန်နန်းတော်လိုမျိုးမဟုတ်ဘူး။နတ်ဖျားတွေရဲ့တကူးနဲ့မော်တက်တွေရှိနေတယ်လို့မျိုးခံစားရတယ်။အဲ့ဒီအချိန်မှာပဲအောင်ကြီးဟာညီမလေးမိသူငိုနေတဲ့အတန်ကိုကြားလိုက်ရပါတော့တယ်။မင်းသားလေးအဲ့ဒါကျွန်တော်ညီမလေးမိသူရဲ့အတန်ပဲဗျ။လာပါအဲ့ဒီအတန်လာရနောက်ကိုလိုက်သွားကြည့်ရအောင်သူတို့နှစ်ယောက်လုံးအတန်ကြားရဘက်ကိုအမြဲဆုံးသွားခဲ့ကြပါတော့တယ်အတူကြောင်ရှောက်သွားပြီးရဲ့နောက်မှာတော့နန်းတော်တွေကအခန်းတစ်ခုကိုရောက်သွားကြပါတော့တယ်အဲ့ဒီအခန်းထဲမှာတန်လောင်ရင်၃လုံးရှိနေပြီးတော့ပထမတစ်လုံးထဲမှာတော့မိသူဒုတိယတစ်လုံးထဲမှာတော့ဆန်နာလေးနဲ့တတိယတစ်လုံးထဲမှာတော့နွားမလေးကိုပိတ်လောင်ထားတာကိုတွေ့လိုက်ရပါတော့တယ်ဒါကိုမြင်လိုက်ရတဲ့အခါမှာတော့မင်းသားလေးနဲ့အောင်ကြီးတို့လည်းထိတ်လန့်သွားပါတော့တယ်။အကူရောက်လာတာတော်သေးတာပေါ့။မဟုတ်ရင်ညီမလေးမျောလင်းချက်တွေကုန်ဆုံးတော့မှာ။မင်းတို့အားလုံးဒီကိုဘလို့ရောက်လာကြတာလဲ။မိသူဟာငိုရင်းနဲ့ဖြစ်ပျက်ခဲ့သမျှကိုအောင်ကြီးကိုပြောပြပါတော့တယ်။ဆန္ဒကလည်းမျက်ရည်တွေကြားထဲကနေမင်းသားလေးကိုအကြောင်းစုံပြောပြပါတော့တယ်။အဲ့ဒါကိုကြားတဲ့အခါမှာအောင်ကြီးနဲ့မင်းသားလေးတို့လည်းမင်းသက်သွားကြပါတော့တယ်။ဘလို့ရောင်စုံလေးနဲ့နေလဲထွက်လာတယ်။ပြီးတော့ငှက်ကလေးကနေရုတ်တရက်ခံရတဲ့လူငယ်အဖြစ်နဲ့ပြောင်းလဲသွားတယ်ဆိုတော့ဒါကတော့သိကြနေပြီ။ तू သိကြပေါ့မှော်စရာတယောက်ပဲဖြစ်ရမယ်။အဲ့လိုတွေးနေကြတော့မှပဲအဲ့ဒီငှက်လေးပေါ်လာပြန်มาတော့တယ်။မျက်စိတမိတ်အတွင်းမှာပဲခံရတဲ့လူငယ်လေးအသွင်ပြန်လဲပြောင်းလဲသွားပါတော့တယ်။မှော်စရာကြီးရဲ့မှော်နန်းတော်ကြီးကနေကြိုဆိုလိုက်ပါတယ်နော်။အခုတော့မင်းတို့အားလုံးဒီကနေဘယ်ကိုမှထွက်သွားနိုင်မှာမဟုတ်ဘူးဒီမှာပဲအစာငတ်ရေငတ်နဲ့တိတ်ဆုံးသွားကြရမယ်မင်းတို့တွေအကုန်လုံးကဒီလိုဘဝကြီးနဲ့ပဲတန်နေမင်းတို့အဖေကြောင့်ငါခံစားခဲ့ရတာတွေအခုငါဒီလိုနီးနဲ့ပဲပြန်ပြီးတော့လက်စားချီရမှာပေါ့အဲ့ဒီနောက်မှာတော့ငါဒီတစ်ပင်ထဲကနေထာဝရလွတ်မြောက်ပြီးတော့ငါနေချင်တဲ့ဘဝကြီးမှာငါကြိုက်တယ်လို့နေရတော့မှာဒါရင်မကသေးဘူးမင်းတို့အဖေတွေငါစီကနေလူယူသွားတဲ့မှော်စွမ်းအားတွေအကုန်လုံးကိုပြန်ရတော့မှာကွာငါအောင်မြင်သွားပြီကွာဒါကိုကြားတဲ့အခါမှာတော့အောင်ကြီးရောမင်းသားလေးရောကြောင်သွားကြတာပေါ့ခမရကဘာလို့လဲဘာရီလာပြောနေရလဲစိတ်မပူပါနဲ့မကြခင်မှာမင်းတို့နှစ်ယောက်လဲမင်းတို့ညီမတွေလိုပဲလောက်ရင်ထဲမှာအပိတ်ခံရတော့မှာဒီမှာပဲငက်ငက်ပြက်ပြက်နဲ့တေးကြရတော့မှာပေါ့ကွာမင်းတို့အစာရည်စာမရှိဘဲနဲ့ရပ်ပိုင်းကတော့အသက်ရှင်နိုင်တယ်အချိန်ကြီးအများကြီးပါကွာမင်းတို့မသိခင်တော့အကုန်လုံးကိုငါပြောပြမှာပါပြီးတာနဲ့မှော်စရာကအောင်ကြီးကိုကြည့်ပြီးတော့ပြောလိုက်ပါတော့တယ်မင်းအဖေနာမည်ကကာယံဟုတ်တယ်မလားဟုတ်တယ်ပြီးတာနဲ့မှော်စရာကမင်းသားလင်းကိုကြည့်ပြီးတော့ထပ်ပြောလိုက်ပါတော့တယ်အလင်းမင်းအဖေကတော့ဘယင်ကြီးမာကပေါ့ဟုတ်တယ်မလားဟုတ်တယ်ဒီလိုပြောပြီးမှော်စရာဟာပြောလိုက်ပါတော့တယ်ဒီမှော်နန်းတော်ရှိတဲ့တစ်ပင်ကတာမန်တစ်ပင်မဟုတ်ဘူးတကိုးကြီးတဲ့တစ်ပင်ပဲဒီမှော်တစ်ပင်ကြီးကဘသူနေနေမျက်စိကျစရာဖြစ်ခဲ့တာငါလည်းမှော်စရာတယောက်အနေနဲ့ဒီတစ်ပင်ရဲ့မှော်စွမ်းအားတွေကိုခိုးယူဖို့ကြိုးစားခဲ့တယ်တကယ်လို့အဲ့ဒီစွမ်းအားတွေကိုသာငါရခဲ့မယ်ဆိုရင်ထာဝရမသိနိုင်တဲ့သူငါဖြစ်သွားမှာကွာစွမ်းအားအကြီးဆုံးလည်းဖြစ်သွားမှာဒါဆိုရင်ဒီကဘာကြီးကိုငါအုပ်စိုးနိုင်တော့မှာပေါ့ငါအကြံစီနဲ့ငါကတော့အကုန်လုံးအဆင်ပြေနေပြီသားငါရဖို့လက်တကမ်းပဲလိုတော့တာဒါပေမဲ့ကာယံနဲ့ဘယင်ကြီးမာကတို့ကြောင့်ငါအကြံစီပြက်ခဲ့ရတယ်အရင်ကမော်စရာကြီးဟာတကိုးရှိတဲ့တစ်ပင်ကြီးရဲ့ရှေ့မှာမျက်စိမိတ်ပြီးဂါရမန်နန်တွေကိုရွတ်ဖတ်နေခဲ့ပါတော့တယ်သူဟာအသေးအတန်ကိုရွတ်ဖတ်နေခဲ့တာပေါ့ဒါပေမဲ့အဲ့ဒီအချိန်မှာငှက်တကောင်ရောက်လာပါတော့တယ်သူဟာတစ်ပင်နာမှာပြန်သွားတာနဲ့ချက်ချင်းကြောက်ရွံ့ဖြစ်သွားပါတော့တယ်ဒါဦးသိတော့မော်စရာဟာမျက်လုံးကိုချက်ချင်းဖွင့်ပြီးပြောလိုက်ပါတော့တယ်မိုက်မဲတဲ့ငှက်ကလေးငါစွမ်းအားတွေရှိရနေဖြတ်သွားတဲ့သူကတော့မလွဲမသွေကြောက်ရွံ့ဖြစ်သွားရမှာပဲ
ဒါရီအကောင်လုံးကိုဘရင်ကြီးမာကနေမုတ်ဆိုးကြီးဦးကရန်တို့ကအဝေးကနေစောင့်ကြည့်နေကြတာပေါ့သူတို့ဟာမတော်တဆတွေ့သွားကြတာပဲဖြစ်ပါတယ်ကြည့်ရတာသူကမော်စီယာတယောက်ပဲအစကတော့တာမန်လူတယောက်ရက်နေတယ်လို့ထင်ထားခဲ့တာအရှင်ပြောတာမှန်တယ်ကြည့်ပါဦးငှက်ကလေးကသူ့ရှိရပြန်သွားတာနဲ့ကြောက်ရွံ့ဖြစ်သွားတယ်ကျွန်တော်တို့တခုခုလုံးမဖြစ်မယ်ထင်တယ်ဒီတိုင်းထားလို့တော့မရဘူးဒါပေမဲ့မော်စီယာကိုငါတို့ကဘလို့ရင်ဆိုင်နိုင်မှာလဲကျွန်တော်သိတဲ့ရတိတပါရှိတယ်သူကကျွန်တော်တို့ကိုကူညီနိုင်လိမ့်မယ်ကျွန်တော်နောက်လိုက်ခဲ့ပါဦးကရန်ဟာဘရင်ကြီးကိုရေကန်ဆက်မှာတရားကျင့်နေတဲ့ရတိကြီးစီကိုခေါ်သွားလိုက်ပါတော့တယ်လုံးဝကိုတကိုးကြီးတဲ့ရတိကြီးပေါ့ဘလို့ဖြစ်တာလဲကွပြောပါဦးဦးကရန်ဟာအကြောင်းစုံကိုရတိကြီးကိုပြောပြလိုက်ပါတော့တယ်။အော်မင်းတို့ကမော်စရာကြီးကိုတွေ့ခဲ့တာကိုသူကဒီမော်တစ်ပင်ရဲ့စွားတွေကိုခိုးယူပြီးတော့မသိမျိုးဖြစ်ချင်နေတာနဲ့ကဘာကြီးကိုဖျက်ဆီးနေချင်နေတာပေါ့လေ။သူ့ကိုတားဖို့ကမလွယ်ဘူး။သူကတော်တော်စွားကြီးနေပြီ။နီးလန်းတော့ရှိပေမဲ့တော်တော်ခက်ခဲလိမ့်မယ်။မလွယ်ဘူး။ဒါဆိုသူ့ကိုတားဖို့ဘယ်နည်းလဲရှိတာလဲ။ငါကတော့သူ့ကိုအဲ့ဒီတစ်ပင်ထဲမှာပဲပိတ်လောင်ထားနိုင်တယ်။အဲ့ဒါကအလွယ်ဆုံးပဲ။ဒါပေမဲ့မှတ်ထားနော်။သူကမော်စရာတယောက်မို့လို့တနေ့မှာအပြင်ကိုထွက်ဖို့ကြိုးစားမှတော့သိကြတယ်။အမြဲတမ်းအတွက်တော့သူ့ကိုဖမ်းထားဖို့ကမဖြစ်နိုင်ဘူး။အဲ့ဒါနဲ့ဘရင်ကြီးနဲ့ဦးကရန်တို့ကရသိကြီးနဲ့အတူတူမော်တစ်ပင်စီကိုရောက်လာကြပါတော့တယ်။ဟောရသိကြီးကိုဒီကိုဘာလာလောက်တာလဲ။မင်းเจ้าငါကြိုသိပြီးသားပဲလေ။အခုတော့မင်းကိုအဆုံးစီရင်ရမယ့်အချိန်ကိုရောက်ပြီကွာ။ငါ့ကိုအဆုံးစီရင်ဖို့ကမင်းထင်တယ်လို့မလွယ်ဘူးနော်ဒါပေမဲ့ရတိကြီးဟာဂါရာမန်နန်တွေကိုရွတ်လိုက်တဲ့အခါမှာတော့မော်စီယာဟာရုတ်တရက်ဆိုသလိုပဲရောင်စုံလင်းနှက်နေတဲ့အတူတူတစ်ပင်တွေကိုစုပ်ယူလိုက်ခြင်းကိုခံလိုက်ရပါတော့တယ်ပြီးတာနဲ့သူဟာချစ်ချင်းပဲပြတ်ကွယ်သွားပါတော့တယ်အခုနောက်ထပ်ဘာဖြစ်နိုင်လဲဆိုတာကိုငါပြောပြမယ်ရတိကြီးဟာသူ့ရဲ့အိတ်ထဲကနေတကိုးရှိတဲ့ဟင်းသာပြဓာမုံတချို့ကိုထုတ်ပြီးဥကရန်ကိုပေးလိုက်ပါတော့တယ်မော်စီယာကြီးကတစ်ပင်ထဲမှာပြတ်ကွယ်သွားပြီးဒါကနှစ်ချီပြီးတော့လဲကြာနိုင်တယ်ဒါကတော့ငါစွမ်းသလောက်ပါပဲဒါပေမဲ့ तू ပြန်လာလိမ့်မယ်မှတ်ထားရမှာက तू တစ်ပင်ထဲကနေထွက်လာတဲ့အခါမှာသူ့အတွက်အချိန်သိမ့်မရတော့ဘူး तू ခဏပဲသူ့ရဲ့မူလပုံစံနဲ့ပြန်ပေါ်လာမှာဖြစ်ပြီးတော့ကျန်တဲ့အချိန်တွေမှာတော့ငှက်တင်နေပဲနေရလိမ့်မယ် तू ကမင်းတို့ရဲ့မိသားစုလေးတွေကိုဒုက္ခပေးဖို့ကြိုးစားလိမ့်မယ်ဒါပေမဲ့ဒီအကြောင်းကိုမိသားစုကိုလုံးဝမပြောနဲ့ပြောလိုက်ရင်မင်းတို့တမိသားစုလုံးဒုက္ခရောက်နိုင်တယ်ငါပြောတာကိုနားထောင်မင်းတို့တွေကာကွယ်ခြင်းနဲ့ဆိုရင်တော့ဒီကိစ္စကိုပြောလို့မရဘူးဒါပေမဲ့ကျွန်တော်တို့ကြိုမပြောထားရင်ရောသူတို့ဘယ်လိုရှောင်နိုင်မှမလဲငါအနာဂတ်ကိုကြိုမြင်နေရလို့ပြောတာပါပြောခဲ့ရင်အန်ဒီရဲ့ကြီးကြီးကြောက်လာနိုင်တယ်တကယ်လို့မင်းတို့တော့ပြောပြခဲ့မယ်ဆိုရင်သူကမင်းတို့မိသားစုတစ်ခုလုံးကိုဒီတစ်ပင်ထဲမှာပဲရှိနေတဲ့တစုံတစ်ယောက်နဲ့မိတ်ဆက်ပေးလိမ့်မယ်မိတ်ဆက်ပေးပြီးသူ့နေရာမှာမင်းတို့ရဲ့မိသားစုတွေကိုအစားထိုးပစ်လိမ့်မယ်မင်းတို့တော့မပြောဘဲနဲ့နေခဲ့ရင်တော့မင်းတို့ရဲ့မိသားစုတွေကနီးလန်းတွေနဲ့လွတ်အောင်လုပ်နိုင်လိမ့်မယ်မင်းတို့ရဲ့သားတွေကိုဒါတွေကိုပြောပြထားဒီဟင်းသာပြဓာနဲ့ဆိုရင်ဘလို့မှော်စရာကိုမစိုးကြောက်ရွံ့ဖြစ်သွားအောင်လုပ်နိုင်တယ်လို့ပေါ့တခုသာပြောပါငါမှားတာကိုလုံးဝမမိနဲ့နော်ဒီတခုကနေပြီးတော့ဆက်ပြီးတော့တွေးမိပါစေဒါနဲ့တင်ရတယ်ဒီလိုပြောပြီးရတိကြီးဟာရောင်စုံအလင်းနဲ့တွေနဲ့အတူတူပြတ်ကွယ်သွားပါတော့တယ်အဲ့ဒါကိုကြားတော့အောင်ကြီးနဲ့မင်းသားအလင်းတို့လည်းမြင်သက်သွားပါတော့တယ်အဲ့ဒီအချိန်မှာပဲငါမင်းတို့အဖေရီဖြစ်တဲ့ဘရင်ကြီးဦးမာကနဲ့ဦးကရန်တို့ရဲ့မျိုးဆက်တိုင်းကိုအပြက်ရှင်းဖို့ဆုံးဖြတ်လိုက်တာပဲဟာအခုမှပဲအဖေဘာလို့ဒီဟင်းသာပြတာကိုပြီးခဲ့တာလဲဆိုတော့ကျွန်တော်နားလေတော့တယ်ဒီလိုပြောပြီးအောင်ကြီးဟာလက်ထဲမှာရှိတဲ့ဟင်းသာပြတာမှုန့်တွေကိုမော်စီယာရဲ့ကိုယ်ပေါ်ကိုပတ်လိုက်ပါတော့တယ်ချက်ချင်းဆိုသလိုပဲမော်စီယာဟာမျက်စိတမိတ်အတွင်မှာတင်ကြောက်ရွံ့ကြီးဖြစ်သွားပြီးတော့အဲ့ဒီနေရာမှာတင်တဖြည်းဖြည်းချင်းပြတ်ကွယ်သွားပါတော့တယ်အဲ့ဒီနောက်မှာတော့အောင်ကြီးမေသူနဲ့နွားမလေးမင်းသားလေးအလင်းနဲ့ဆန္ဒလေးတို့လည်းသူတို့အားလုံးဟာအတူတူရောင်စုံအလင်းနဲ့တွေနဲ့တစ်ပင်ရဲ့အပြင်ဘက်ကိုပြန်ရောက်လာကြပါတော့တယ်သူတို့တွေလွတ်မြောက်သွားပါပြီမင်းသားလေးအလင်းဟာညီမလေးဆန္ဒလေးကိုခေါ်ပြီးနန်းတော်ကိုပြန်သွားခဲ့တယ်လို့အောင်ကြီးလည်းသူ့ညီမလေးမေသူနဲ့နွားမလေးကိုခေါ်ပြီးပျော်ပျော်ရွှင်ရွှင်နဲ့ပဲအိမ်ကိုပြန်လာခဲ့ကြပါတော့တယ်အဲ့ဒီနေ့ကနေစပြီးမင်းသားအလင်းနဲ့အောင်ကြီးတို့ဟာလည်းတကယ့်ကိုရင်းနှီးတဲ့တငယ်ချင်းကောင်းတွေဖြစ်သွားကြပါတော့တယ်
ဒီဗီဒီယိုလေးကိုကြိုက်နှစ်သက်တယ်ဆိုရင်တော့ကျွန်တော်တို့ရဲ့ channel လေးကို like လုပ်ပြီး subscribe လုပ်ပေးခဲ့ပါဦးနော်